တော်လေးကိုအမျိုးသားရေးမှာညက်ပြင်းနေတယ်အဲ့ဒီအမျိုးသားရေးညက်နေကျွန်တော်တို့မှာနောက်အနာဂတ်မှာအလိုလိုအပ်ဖို့တော်ခက်ပါလိမ့်မယ်ဆိုလိုချင်တာဒီကျွန်တော်တို့ချင်းဆိုတဲ့ဟာကြီးကကျွန်တော်တို့ UN အတိမတ်ပြုပြီးသားဖြစ်တယ်ကျွန်တော်တို့ဒီရှက်နဲ့ပါလေဟိုးအစိုးရကလေးဒီ UN ကိုဝင်ထားတာဖြစ်တယ်အားကြောင့်ကျွန်တော်တို့ဒီမှာအားလုံးဒီမှာရှိတဲ့လူတွေကတိမှာပါမလေးရှားမှာလိုင်နဲ့လည်းမရဘူးမာရာဇုံတုံးခူမီနဲ့လည်းမရဘူးဇုံနဲ့လည်းမရဘူးချင်းနဲ့မဲ့ကြာ refugee ဆိုတာရတယ်အခြေအနေမှာကျွန်တော်တို့အားလုံးဖြစ်နိုင်တဲ့အခြေအနေမှာချင်းဆိုတာကြီးကဘာကြီးကလည်းတည်နေပြီဒီ UN ကလည်းအတိမတ်ပြုနေတဲ့ပါမှာအားလုံးလက်ခံနိုင်တဲ့ဒီဒီခေါ်မိုးတစ်ခုလေးတော့ကျွန်တော်လိုအပ်ပါတယ်ကျွန်တော်တို့အဖက်ဖက်ကဆီယန်အပ်ကလည်းဒီ refugee ကိုဟိုး2000ခနဲ့ကျွန်တော်တို့စူးစမ်းတယ်ပထမဆုံး69ကကွာမနဲ့အမေရိကဝင်သွားတာကျွန်တော်အဲ့ဒါရှင်းပြောပြရစေနောက်ဒီမလေးရှားမှာတော့2001ကနေစူးစမ်းခဲ့တာအဲ့ရနဲ့ကျွန်တော်တို့အခုအချိန်ကြီးကျွန်တော်တို့ချင်းနေရဒီမလေးရှားနေပြီးတော့ဟိုးနိုင်ငံပေါင်းများစွာရောက်နေတဲ့လူတွေဖြစ်တဲ့အတွက်အခုကျွန်တော်လာရဆို၄ချိန်ရှိပြီဒါအခုကျွန်တော်ပြန်ကြည့်တော့တကက်လူငယ်ចောင်းသားတွေတော်တော်များလာတယ်ခေပညာတတ်တွေတော်တော်များလာတယ်အဲ့ခေနဲ့အညီကျွန်တော်တို့ချင်းလူမျိုးတွေကတော်တော်လေးကိုအမျိုးသားရေးမှာညက်ပြင်းနေတယ်အဲ့ဒီအမျိုးသားရေးညက်နေကျွန်တော်တို့မှာနောက်အနာဂတ်မှာအလိုလိုအပ်ဖို့တော်ခက်ပါလိမ့်မယ်ဆိုလိုချင်တာဒီကျွန်တော်တို့ချင်းဆိုတဲ့ဟာကြီးကကျွန်တော်တို့ UN အတိမတ်ပြုပြီးသားဖြစ်တယ်ကျွန်တော်တို့ဒီရှက်နဲ့ပါလေဟိုးအစိုးရကလေးဒီ UN ကိုဝင်ထားတာဖြစ်တယ်အားကြောင့်ကျွန်တော်တို့ဒီမှာအားလုံးဒီမှာရှိတဲ့လူတွေကတိမှာပါမလေးရှားမှာလိုင်နဲ့လည်းမရဘူးမာရာဇုံတုံးခူမီနဲ့လည်းမရဘူးဇုံနဲ့လည်းမရဘူးချင်းနဲ့မဲ့ကြာ refugee ဆိုတာရတယ်အခြေအနေမှာကျွန်တော်တို့အားလုံးဖြစ်နိုင်တဲ့အခြေအနေမှာချင်းဆိုတာကြီးကဘာကြီးကလည်းတည်နေပြီဒီ UN ကလည်းအတိမတ်ပြုနေတဲ့ပါမှာအားလုံးလက်ခံနိုင်တဲ့ဒီခေါ်မိုးတစ်ခုလေးတော့ကျွန်တော်လိုအပ်ပါတယ်ကျွန်တော်တို့အဖက်ဖက်ကဆီယန်အပ်ကလည်းဒီ refugee ကိုဟိုး2001ခနဲ့ကျွန်တော်တို့စူးစမ်းတယ်ပထမဆုံး69ကကွာမနဲ့အမေရိကဝင်သွားတာကျွန်တော်အဲ့ဒါရှင်းပြောပြရစေ